ရားပြီးတော့တဲ့တစ်ချက်ကအဲ့ဒီအချုပ်နေတဲ့ရှေပြသည်ရောင်ကြီးအမျက်ပြပါလို့ဤမောင်းကြီးတဲ့ပုဂ္ဂိုလ်ဘုရားကြီးတော်ချစ်ခင်မြန်လို့ပုဂ္ဂိုလ်တွေဖြစ်ပြစေနိဗ္ဗာန်ဘက်ကိုလည်းရောက်လာဆိုရင်သစ္စာတိတဲ့ဒိဋ္ဌံဒီနေရာမှာဘာသာမင်းကြီးက9တော်ပြဘုရားဆိုကြတာကိုပဲဖြစ်ခဲ့တယ်သူရဲ့တော့ကုန်းမောင်ညောင်ရအင်းဝပေးရမင်းလေးပါဒေါ်တာရဲ့ပလီတင်မျိုးမှာတပည့်စုံကိုတက်တည်ထားဖို့ပဲပါတယ်အဲ့ဒါဘာကြောင့်လဲဒေါ်တာရဲ့ကံမူမီဒေါ်တာမင်းကြီးကဲ့သို့ဘုန်းရှင်ကကြီးဖြစ်ခြင်းလို့ပါဆိုပြီးတော့ဒေါ်တာရဲ့ပလီတင်မျိုးမှာဒေါ်တာရဲ့သစ္စာဒီတဲ့ဒိဋ္ဌံတည်ထားဖို့ပဲပါတယ်ဒါကဒီမင်္ဂလာဘုရားဒီပိတ်တည်ထားဖို့ပဲမန္တလေးကမမြောင်ရဲ့ရုပ်ရှင်တော်ကဘုရားကရေတုကဒီတည်ထားဖို့ပဲလားနောက်ကရှင်းပြဖြစ်ပါလေတွေ့ကြတော့ဟိုထိတ်က6လုံးပေါက်ကလေးနင်းတို့ဝယ်ထွက်နေလို့အဲ့မှာ1990အခုမြန်မာတဲ့ဆိုလာပြီးတော့3ရက်အဲ့မှာနှစ်ပေခွဲဖွင့်နေအင်္ဂလိပ်လို2000ဘူးနော်နှစ်ပေခွဲဖွင့်လိုက်တော့ဟို6လုံးပေါက်ပေါ့ဗျာအမျိုးသားရတော့ဗျာအတွင်းတော့မင်္ဂလာပေါက်ဖျက်တွေဝင်ရှင်းပူပါတယ်အဲ့တော့မျိုးသမီးတွေကြတော့အခက်ခဲတွေကြုံတယ်ပေါ့ဗျာအဲ့ပလင်မောမတက်ရတော့နော်ဒီမိတ်တူဓာတ်ပုံလေးပဲပူပြီးပြန်သွားတဲ့ခါကျတော့အဲ့မှာကျွန်တော်တို့ကဆရာတော်ဖျားလေးနဲ့ဟောတာဩဝါဒပြုပြီးတော့အောက်ကပလင်ကောင်းယူနေုံလာတော့6ယူတရားတွေပြလိုက်တယ်အဲ့ကြောင့်မှအမျိုးသမီးရလို့ဆိုတော့ဟိုကအချက်ကချမ်းပေးလိုက်အဲ့တော့ပထမချိန်ဒုတိယချိန်နှစ်ချိန်တစ်ခါဖွင့်တာအဲ့ဒါ2000ဘောဖွင့်တော့ဒါ15နှစ်ကြာရတယ်ရောက်ပါဒီဖျားရဲ့နှစ်ကြလေးတွေဒီထဲမှာသမိုင်းကြောက်အရှိဖျားယူဝယ်တော်တာဖျားယူဒီညိုးနဲ့ကျွန်တော်တို့ရဲ့အဖေကြီးတွေမိတွေဘုလိုရဲ့ဘဝတွေပြောင်းသွားတယ်နော်အဲ့တော့အတွေ့အကြုံရောက်ရှိတော့ဥမာခုပါနောက်ဆုံးနေခြေသုံးရောက်တချမ်းပြရဲ့ကုန်းအောင်မင်းပါတရ15ရာလည်းတော်တဲ့လက်တော်ကြရေဝင်တော်ချမ်းပြူကြပေါ်တော့တူပိုက်တဲ့ကညောင်ရမ်းမင်းဆိုပြီးတဆူပို့ရတယ်နော်အဲ့တော့တချမ်းပြကြီးကကုန်းအောင်မင်းတဆူရေဝင်တော်တွေကညောင်ရမ်းမင်းတဆူနှစ်ဆူဖြစ်သွားပြီနော်အဲ့အတွေ့အကြုံရဲ့ညောင်ရမ်းမင်းပိုက်တဲ့မှာအေဝမင်းတဲ့တဆူရှိပါသေးတယ်အဲ့တော့မမြင်ရတာကတဆူမြင်ရတာကနှစ်ဆူအော်လိုက်တော့3ဆူဖြစ်သွားပြီပေါ့ဗျာဟိုတော့မှပင်းရနော်အာရုံတူတော်မတတ်တာဘုရားဒီမောထိုးတာဟိုပဲနောက်ပဲနော်အဲ့ဒါပေးရရပဲတဲ့မောတော့ဒူးတော့အဲ့တော့ပေးရတယ်ဆိုရင်ရှိရ3ခုနဲ့ပေါင်းတော့4ခုပေါ့ဗျာအဲ့ပေးရရဘတ်ချက်မှာတဲ့ပကံတော်ထာဘုရားနောက်ကတဆူရှိသေးတယ်နော်အဲ့တော့နောက်ကလောထာလေးပေးရနှစ်ဆူထက်ရဲ့ရှိရ3ခုထက်ရဲ့ပေါင်းလိုက်တော့ခင်ကခေမင်္ဂလာပါဘုရား၅စုအဲ့ဒါကြားလို့ခေါ်ပါလေဒါမင်းတဲ့ကလေးကိုပြောပြရှင်ပေးရှေ့ဆက်တော့ဘုရားဝက်တိုက်တယ်နော်တော်တော်မြတ်ပကံမအညာနာသူကြောင့်များလာတော့အခါသူစီရဲ့စင်တော်မင်္ဂလာဒီပလင်တော့လာဝဲရှေ့ဘက်ကိုလက်အော်နေတဲ့အတွက်တိုင်းလူပြအတွက်ဒေါ်တာမင်းကြီး9တော်မြစ်တရားဆိုကြည်တော့ဖို့